အခုလိုမျိုးတားရီဆူဆူကြီးကြီးလေးနဲ့လာနေအောင်လက်ရှိပါစခရက်သုံးဖြစ်နေတယ်ထင်တယ်ပြပြမယ်နော်ဗီဒီယိုဆုံးကြည့်လိုက်ကြည့်ပြီနော်ကိုရဲ့လက်ရှိအသားကြီးကိုလုံးဝဆူဆူကြီးကြီးလေးဖြစ်သွားစေရမယ်အသားဖြူချင်တော့ရေရှည်သုံးပေးရမယ်နော်ကဲအခုကကြောစခရက်တိုက်ပြမယ်နော်အခုတော်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 လေးကိုဆင်ပြေရဲ့စခရက်အနက်လေးကလည်းမွေးပြီးမှစားချင်လောက်မွေးတဲ့အနက်ဒီမှာဘာအဖက်မှမထည့်ထားတဲ့အသားကြီးနော်အသားအရောက်ဖွေးထည့်တော့မပါဘူးဒါပေမဲ့တော်တော်လေးတိတာအသားဝါရဲ့ဘက်ကိုသွားတယ်အဲ့ဒါစခရက်တိုက်ပြလုံးဝကောင်းလို့ကြည့်လိုက်နော်သူ့အနက်ကိုမွေးကြည့်တာလေ orange juice အနက်လေးမရမွေးလို့လေသူ့ကိုကြည့်နေနေလက်နဲ့တော့ကိုယ်မှစားချင်တဲ့စိတ်တွေပေါက်လာအဲ့လောက်ထိကိုမွေးတာပြီးကြရင်သူ့ရဲ့အသားကြောဒီမှာနည်းနည်းရှာကြမ်းကြမ်းလေးအမုံလေးတွေပါတယ်အဲ့လောက်မှသူကကျတော့အသားမှရေမစွတ်သေးခင်မှာတိုက်ရတာသူကကျတော့ရေစွတ်ပြီးမှတိုက်တယ်ဆိုတော့သူကကျတော့သူ့အသားထဲမှာပျော်ဝင်တော့တယ်သူကတမို့ရေမစွတ်သေးခင်မှာဘယ်လိုမျိုးကော်အဲ့လိုမျိုးအဲ့လိုကော်ပြီးမှဒီမှာအဲ့လိုမျိုးထဲပြီးမှအဲ့လိုတိုက်ရတာနော်တိုက်ပြမယ်တလို့ကော်ပြီးမှတိုက်တာကိုတိုက်နေတာလောက်ဝက်လောက်ရှိပြီအဲ့တွင်းလေးမအောင်မှပို့တိတာနော်ဒါပေမဲ့ပထမနှစ်ခေါက်လောက်ဆက်တိုက်ကလေးနဲ့ကိုတော်တော်လေးတိတာလားကိုလုံးတိုက်ဒီမှာဒီဘက်လောက်လည်းတိုက်ဘာရေမစွတ်ခင်တိုက်နော်ရေစွတ်ပြီးမှတိုက်ရင်သူကအရေပျော်ဝင်သွားလိမ့်မယ်စခရတိုက်တဲ့ချိန်ကျရင်လေတတိချာချာလေးအဲ့လိုမျိုးလေးပုတ်တိုက်ပြီနော်သူကတိုက်ပြီးလို့3မိနစ်လောက်ထားပြီးရေဆေးချလို့ရတယ်ကဲတိုက်လို့လည်းပြီးပြီဆိုရေဆေးချလိုက်ပါအောင်မယ်အသားရည်ကကြည့်လိုက်လုံးဝကိုကြည်ကြည်လင်လင်သွားဆိုရှိုင်းလီမွန်စခရက်လေးတော်တော်လေးကိုအနက်လည်းမွေးပြီးမှကွက်လက်တီလည်းတော်တော်ကောင်းတဲ့စခရက်လေးပါဒီစခရက်ကလေးကိုမြချင်နာအသေးလေးတွေမှာချင်းနေဆိုရင်ငါတို့မြချင်နာထိုင်ကြီးရဲ့အကောက်ကိုအောက်မှာမရှင်းထားပေးရနော်ဒါဆိုအရင်အဆင်ပြေတယ် social whitening gluta scrub လေးကိုစမ်းသုံးကြည့်လိုက်နော်စမ်းသုံးကြည့်လိုက်မဟုတ်တုံးကိုတုံးကြည့်လိုက်ကိုကတော့အရင်ကိုကြိုက်ဒီ scrub လေး